တောင်ချေလေးတစ်ခုမှာဆန်းဆောင်လေးပေးတဲ့တီရှိနဲ့တော်ရကြောင်လေးတစ်ကြောင်ရှိတယ်ဗျ။ဒီကျောင်းကတရားစခန်းဖွင့်လာတာကြောင့်လေဝေးရတရားအားထုတ်ခြင်းသူတွေနဲ့စီကားနေတာပေါ့။တရားပြပုံကလည်းအလောင်းကိုကြည့်ပြီးအာတုပဘဝနာပွားတာမျိုးဈေးကျင်လျှောက်တာမျိုးစုံလို့ပေါ့။ဒါပေမဲ့ဒီကျောင်းကိုရောက်လာသူတိုင်းတတိထားမိတာကတော့ဇေယျပေါ်ဟာစီအကြီးကြီးတစ်လုံးပဲဗျ။အဲ့ဒီစီဟာအရင်ကြီးသလိုတစ်သားခုတွေကလည်းထူးဆန်းတဲ့အင်ကွက်တွေအခရာတွေထွန်းထုတ်ထားတာစီကြီးကိုအုပ်ထားတဲ့တရေကလည်းမဲမောင်နေပြီးတက်တော်တော်ကြာပုံရတယ်ထူးဆန်းတာအဲ့ဒီစီကြီးကိုဘယ်သူမှမတရားဘူးလို့တားမြစ်ထားတာပဲကျောင်းကနေချန်စီကိုခတ်ထားသလိုအင်ဂျူရီနဲ့တောင်ပတ်ထားတာတကယ်တီးဖို့အတွက်ကတော့စီကြီးရဲ့ဘေးမှာစီသေးတစ်လုံးတီးတဲ့ရှိနေဗျဒီစီကြီးကိုတီးနေတာဆိုလို့ဆရာတော်ကြီးဦးဆန္ဒတမထင်းရှိပေမဲ့ဆရာတော်ကလည်းတစ်ခါမှတီးတာမတွေ့ရဘူးဒါဟာလူစစ်စစ်ပြောလာကြတဲ့စုဝက်ချက်ပေါ့တနေ့မှာတော့ဘာကြောင့်ဆိုတဲ့လူလေးတယောက်သူ့ဖွာကိုတရားစခန်းလာပို့ရင်ကျောင်းမှာကူညီပေးနေတယ်ဗျဒါပေမဲ့ဘာကြောင့်ဟာစိတ်မရှိတတ်တော့ဈေးနဲ့လျှောက်တာတွေကိုကြည့်ပြီးညီးငွေလာတာပေါ့ဟာလျှောက်လိုက်တာလဲကြာလိုက်တာ3 နာရီရှိပြီ3 ခွာတောင်မရောက်သေးဘူးဘယ်တော့မှပြီးမှလဲဗျာဟဲ့လူကလေးဈေးနဲ့လျှောက်တယ်ဆိုတာကိုပါလုံနေလဲဆိုတာတတိကပ်ဖို့ဟဲ့ညဉ့်ရောက်ဖို့မဟုတ်ဘူးကိုကြီးတယောက်ကလှမ်းဆုံးမတာပေါ့အဖိုးကြီးကျွန်တော်ဘောခဏကြည့်ပေးတော့ကျွန်တော်အပြင်ထွက်ပြီးခြေလက်လေးနည်းနည်းဆန့်အောင်မယ်ဘာကြောင့်လဲစိတ်မရှိတာနဲ့ထွက်လာခဲ့တယ်အဲ့ဒီချိန်ကမုန်းတက်စောခဲ့ချိန်နီးနေပြီဗျ။ကျောင်းဝတ်တန်ကားတွေလည်းစုံဖုံပြီးကိုပြင်ဆင်နေကြပါပြီ။အဲ့ဒီနေ့မှာဆုံးသက်စီတူကိုတာဝန်ကျလာတာတော့ဝတ်သစ္စာဦးနန္ဒာပေါ့။ဦးနန္ဒာဝတ်တာမကြသေးတော့ကျောင်းဝတရားစခန်းလာတဲ့သူတွေကိုသိမသိသေးပါဘူး။ဦးနန္ဒာစီတေးသေးလေးစီကိုသွားဖို့လုပ်နေတော့ဆရာတော်ကြီးတစ်ပါးကသူ့ကိုလမ်းခေါ်လိုက်တယ်။ဦးနန္ဒာခဏလာပါဦး။ငါဖုန်းကဘယ်လိုဖြစ်နေလဲမသိဘူး။နှိပ်လို့မရတော့လို့ကြည့်ပေးပါဦး။တင်မဗျာ။တပည့်တော်ဆုံးသက်စီသွားထူရမှာမလို့ပါ။အေးပါဖုန်းကအရေးကြီးနေလို့ပါ။တခါရဲဖုံးဆက်နေတာကြိုင်လို့မရလို့ခဏလေးကြည့်ပေးစမ်းပါဦးနန္ဒာလည်းဆရာတော်ကိုအားနာတာနဲ့ဘေးဝဲရအောင်ခွဲကြည့်လိုက်တဲ့အခါကျောင်းသားဆရာနေလမ်းလျှောက်လာနေတဲ့ဘာကျော်ကိုလမ်းမြင်လိုက်ရပါတော့တယ်ဦးနန္ဒာကဘာကျော်ကိုတရားစခန်းလူဟောင်းတယောက်လို့ထင်ပြီးစုံရက်စီသွားထုဖို့အကူအညီတောင်းလိုက်တာပေါ့ဘာကျော်ကလည်းပြေးနေတာနဲ့ရပါတယ်အရှင်များတပည့်တော်စီသွားထုလိုက်ပါမယ်ဗျာဘာကျော်ဟာစုံရက်စီထုဖို့အတွက်စီသေးလေးရှိအောင်အပြေးသွားရင်းနဲ့ဘေးမှာချန်ချီယိုတွေကအင်ဂျိုတွေနဲ့ပတ်ထားတဲ့စီကြီးကိုသွားတွေ့တာဗျဟာဒီစီသေးလေးထုရတာဘာရတာရှိမှလဲဒီစီကြီးမှဟဲ့ရင်ရှိမှာမဟုတ်ဗျ။ဘာလို့များဒီလောက်အောက်ကျနှုတ်ကျချန်နေခတ်ထားတာလဲမသိဘူး။ကို့မှကြောက်လို့လား။ဖေစမ်းဘာကြော်ကဘာမှမစင်စားပဲအင်ဂျိုးတွေကိုဖျက်ပြီးတော့စီထူးတဲ့တုတ်ကြီးကိုကင်ကအားရပါရထုတ်လိုက်ပါတော့တယ်။စီတန်ကြီးကတခြားလုံးနေမကတရားလုံးမှာဟိန်းထက်သွားတော့တာ။အတန်အရန်ကိုနှက်ဆိုင်ပြီးကြိုးချမ်းစရာကောင်းလာပါတယ်။ကျောင်းရဲ့တန်ကားတွေနဲ့လူတွေအားလုံးကတော့ဒါဟာကျင်းစာသိနေတဲ့ဝိညာဉ်စီမံမသိကြသေးပါဘူး။ဒါပေမဲ့အဲ့ဒီစီတန်တဲ့တူဘာကြော်ဟာမသိစိတ်တွေကနေဝိညာဉ်တစ်ခုပလင်ပေါ်ကနေဆွေးချလိုက်တယ်လို့နှိုးလိုက်မိပြီဗျ။အဲ့ဒီနေဝေရိုးရီချိန်မှာတော့အစီအစဉ်ရအလောင်းကိုကြည့်ပြီးတရားမှတ်ရတဲ့အချိန်ပေါ့။ဘာကြောင့်လဲတခြားလူတွေနဲ့တူဝန်းထိုင်နေတယ်။ဒါပေမဲ့ तू မသိတာကတော့သူ့နောက်မှာဝင်းကြီးတကူကကပ်ပါနေပြီဆိုတာပဲ။ဘာလို့ဒီလောက်အေးစစ်နေရတာလဲမသိဘူး။ဘေးကလူကတော့မြင်နေရပြီဗျ။ဘာကြောင့်ရဲ့နောက်မှာတစုံတစ်ယောက်ထိုင်နေတာဟုတ်ပေါ့။ဒါပေမဲ့လူမဟုတ်ဘူးဗျ။မျက်လုံးတွေကရဲရဲတောက်နေပြီးဘာကြောင့်ကိုစိုက်ကြည့်နေတာ။အဲ့ညတရားစခန်းတစ်ခုလုံးတရေချောက်ခင်ရလို့အစီအစဉ်တွေတောင်ဖြစ်လိုက်ရတယ်ဗျ။3 ရက်လောက်ကြာတဲ့အခါမှာတော့ကျောင်းမှာပွဲတော်တစ်ခုရှိရနဲ့ဘာကြောင့်လဲပြောပါသွားလိမ့်ပြီးအပြန်မှာတော့သူကနည်းနည်းမူးနေတယ်ဗျ။ကျောင်းနောက်ပြေးလမ်းကြားလေးတိုင်းရိုင်းနေရိုင်းတိုင်းလေးရှောက်လာတော့ပူဆက်တဲ့အတန်ကြီးကိုကြားလိုက်ရပြန်တယ်။ဟမ်ဘယ်သူကဒီချိန်စွန့်ဖြတ်စီလာထုနေရလဲ။ပုံကြီးတွေကညစာမှမဖုံးပေးတာ။ဘာကြော်ကကြီးမဆိုင်ပဲဆက်လျှောက်လာနေပေမဲ့အဲ့ဒီစီတန်ကြီးကသူ့နောက်နာလေးကနေထွက်ပေါ်လာတာဗျ။သူရက်လိုက်ရင်အတန်ရက်သွားတယ်။သူရှောက်ရင်အတန်ပြန်ထွက်လာတယ်။သူနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ဘာမှမတွေ့ရဘူး။ဒါပေမဲ့အတန်ကတော့သူ့နားထဲမှာနေမြင်ရင်းနေတော့မှာပဲ။ဘာကြော်ကငါအယမ်းမှုနေလို့ထင်အောင်ဖြစ်နေတာနေမှာပါဆိုပြီးကိုအားပြီးရှေ့ဆက်လျှောက်လာတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့စီတန်နေမကတော့ပါဘူး။အနောက်ကနေတစ်ခုကတရွက်6တွေကိုငင်းစီပြီးတလိမ့်လိမ့်တက်လာတဲ့ဒီတန်ကြီးကကြားလိုက်ရတယ်။ဘာကြောင့်နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့မျက်လုံးစုံပြွတ်ထွက်သွားရတယ်။ဇရဲပေါ်ကကျင်းစာတစ်စီကသူ့နောက်ကိုတလိမ့်လိမ့်နဲ့လိုက်လာတာဗျ။လမ်းကြားကနေကျင်းတော့ဘေးကိုရှောင်လို့မရအောင်။ဘာကြောင့်လဲအမှုပြေးပြီးတက်လူပြေးရပါတော့တယ်။ပြေးနေရင်လည်းအနောက်ကနေမိန်းကလေးတယောက်ရဲ့စူးရှတဲ့ရေတန်ကြီးဝါကြားနေရတယ်။ဘာကြောင့်နောက်ကိုလှည့်ကြည့်မိတိုင်းအဲ့ဒီလိမ့်လာတဲ့စီကြီးရဲ့မျက်နှာပြင်မှာမိန်းမတယောက်ရဲ့မျက်နှာကြီးကကပ်ပါလာတာကိုမြင်နေရတာစီကြီးကသူ့ကြောနာကိုကပ်လာပြီဆိုတော့မှဘာကြောင့်လဲလမ်းဘေးကချုံမုတ်တွေကိုဂျုံတို့ခုန်ချလိုက်ရတယ်ဗျဘာကြောင့်ခေါင်းပြန်ထောင်ကြည့်လိုက်တဲ့အခါအခုလာစီကြီးကအဆောင်တော်မရှိတော့ပဲပျောက်ကွယ်သွားပါပြီဒါပေမဲ့အဲ့ဒီညစာပြီးဘာကြောင့်ဘယ်တော့ဖာလို့အဲ့ဒီတရေမောင်ခဏမြင်နေရတော့တာပဲတညမှာတော့ဘာကြောင့်အိပ်ပျော်နေတော့ရုတ်တရက်အသက်ရှူရတာကျက်လာတယ်ဗျကိုလက်တွေလည်းလွတ်မြတော့အဲ့ဒီချိန်မှာပဲတရေမောင်သူ့ပေါ်ကနေခွာစီပြီးဒီနေ့နေ့ကိုငါကြုံလောက်ခိုင်းမယ်ရေခန္ဓာကိုယ်ငါယူမယ်ငါ့ကိုစီကြီးတွေကနေလှုပ်ပြီးလို့ကျေးဇူးတင်နေတော့တရေမဘာကြောင့်ရဲ့ခန္ဓာကိုယ်တွေကိုအတင်းဝင်ပူပူစူးစမ်းပါတော့တယ်ဘာကြောင့်လဲအာယူပြီးအဲ့ရဘေးကနေဖျားစင်ကအဆောင်ကျိုးကိုလှမ်းဆွဲပြီးတရေမလည်းပဲကိုပတ်လိုက်တော့တရေမအော်ဟစ်ပြီးလွတ်ထွက်သွားပါတော့တယ်ဘာကြောင့်လဲတတိပြန်ဝင်လာပြီးချက်ချင်းပဲကျောင်းကိုပြေးသွားက
ဖြစ်သမျှအကြောင်းစုံသွားလျှောက်ပါတော့တယ်အဲ့ဒီချိန်မှာပဲကျောင်းထဲကနေဝိုင်းရင်ဆရာတော်ကြီးဦးဆန္ဒကြွလာတယ်ဗျတကောင်မကြီးဝကြွေးတွေကိုတော်တော့ပါပဲဒီတကားလေးရဲ့ကိုယ်လေးကနေထွက်လိုက်ပါတော့ဘယ်တော့မှကျွတ်လွန်နိုင်ပါလေငါမထွက်ဘူးနေကငါဝိညာဉ်ကိုစီကြီးထဲမှာပိတ်ထောင်ထားရုံမကအခုငါ့ကိုလာအမိတ်ပေးနေရလားဖုံဖုံကတကောင်မကြီးကိုပိတ်ထားရတာကတကောင်မကြီးရှောက်တက်နေတဲ့လူတွေရဲ့အသက်ကိုကယ်ချင်လို့ပါတကောင်မကြီးရဲ့ရန်ညိုးတွေနဲ့မဆိုင်တဲ့သူတွေကိုဘာလို့ဒုက္ခပေးနေရတာလဲစီကြီးကိုလာခံရုံနဲ့အသက်ယူရအောင်ဒီတော့မလုပ်ပါနဲ့တော့ဆရာတော်မိန့်ကြားပြီးမယ်တရေမတော့အရှုံးမပေးပဲဘာကြောင့်ရဲ့ကိုအသုံးပြုပြီးဆရာတော်ရန်ပြုတ်ကိုရှေ့ကိုတိုးလာပါတော့တယ်ဝိညာဉ်ပူးခံထားရတဲ့ဘာကြောင့်ဆရာတော်ဦးဆန္ဒရဲ့လေမျိုးရုပ်တရက်ညှစ်ဖို့စူးစမ်းပါတော့တယ်ဒါပေမဲ့ဆရာတော်ကတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးဗျဆရာတော်ဟာရန်မဝတ်ခင်ကလေးကနာမည်ကျော်အင်းဆရာကြီးတယောက်ဖြစ်ခဲ့တာမို့ဆရာတော်ကဗဇက်ကနေဂါထာမန္တလေးကိုခက်တက်တက်ရုပ်ဖတ်လိုက်တဲ့အခါဘာကြောင့်ရဲ့ကိုယ်လေးကနေတရေမအရှိန်နဲ့လွတ်ထွက်သွားမှာတော့တယ်ရေပြင်ပေါ်မှာလဲသွားတဲ့တရေမထင်းထင်းရှားရှားပေါ်လာပြီးဆရာတော်ကိုရန်ပြုတ်ဖို့ထက်ကြိုးစားပြန်တယ်အဲ့ဒီမှာတင်ဆရာတော်ကလက်ထရပတိကိုတရေမခန္ဓာကိုစွတ်ပေးလိုက်ပါတယ်ပတိကတရေမရဲ့ကိုယ်နဲ့ထိတာနဲ့တဖြည်းဖြည်းကျုံဝင်သွားပြီးတရေမရဲ့ခန္ဓာကိုမိမိတ်တယ်လို့ဘောင်ခက်ပိတ်လိုက်ပါတော့တယ်အာပူတယ်တော့ပါတော့ကျမကိုလှုပ်ပြီးပါတော်တော့ပြီတကားမကြီးရဲ့ရန်ညိုးတွေနဲ့ငရဲဖြစ်မှာပဲအပြစ်ပေးဆက်လိုက်ပါတော့တရေမရဲ့ရုပ်တွင်ဟာတဖြည်းဖြည်းနဲ့ပုတ်တိုးနေတဲ့အလောင်းကောင်ကြီးဖြစ်ပြောင်းလဲသွားပြီးရေပြင်ပေါ်မှာပျောက်ကွယ်သွားပါတော့တယ်အဲ့ဒီချိန်မှာပဲဇေယျပေါ်ကတားမြစ်ထားတဲ့စီကြီးဟာအလိုလိုမီးတောက်လာပြီးစီကြီးရဲ့အတန်းကြီး၃ချိန်ကြီးကပြာဖြစ်ကျွေးချဖြစ်စီသွားပါတော့တယ်ဆရာတော်ဦးဆန္ဒတပြင်းချရင်ဒီစီကြီးရဲ့တမိုင်းကြောင်ပြောပြပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကစီလောက်ရောင်းတဲ့လက်သမားတယောက်ရှိတယ်သူမိမလင်းငယ်နေတာကိုလက်ပူလက်ချက်ပြီးတော့လက်သမားဒေါသထွက်ပြီးသူ့မိမကိုစီထုတန်နဲ့ရိုက်တက်မိသွားတာပေါ့အပြစ်ကနေလို့ဖို့အတွက်သူလှုပ်လက်ဆစီကြီးထဲမှာသူ့မိမရဲ့အလောင်းထည့်သွင်းပြီးကြောင်းကိုလှုပ်ခဲ့တာပါပြောကြတာကတော့အဲ့ဒီစီကြီးကိုအုပ်ထားတဲ့တရေတွေထဲမှာသူ့မိမရဲ့အရေးပြားချို့တော့ပါဝင်နေတယ်လို့ဆိုကြတယ်အဲ့ဒီချိန်ဟာစပြီးအဲ့ဒီစီကြီးဟာဘယ်အကြောင်းကိုရောက်တရေ6လုံးလုံးဘယ်သူမှလက်မခံနိုင်ကြဘူးဆရာတော်ဦးဆန္ဒလူပြိုကအင်းဆရာလို့တော့ဒီစီကြီးကိုချိန်စာတိုက်ပြီးပြိလာနိုင်ခဲ့လို့ဒီအကြောင်းကိုသိလာခဲ့တာဆရာတော်ရဟန်းဝတ်ရတဲ့အကြောင်းကြီးကလည်းဒီတရေမှကြီးမထွက်လာနိုင်အောင်တစ်သက်လုံးစောင့်ကြပ်ဖို့ပဲပေါ့ဘာကြောင့်ကတော့ဘာမှမသိပဲသွားတီးပြီးလို့ချိန်စာတွေပွင့်သွားတာနောက်နေ့မနက်မှာတော့ဘာကြောင့်တယောက်သူ့ရဲ့ကံကြမ္မာဆိုးတွေလွတ်စင်တော့ဆရာတော်စီမှာအနေရကင်းပရိတ်ကြီးချိုးလိုက်ရတယ်နှစ်ပေါင်း100ကျော်ကြာတဲ့အထိမကျွတ်မလွတ်နိုင်နေတဲ့တရေမရဲ့အစာဖြစ်ကနေတီတီလေးလွတ်မြောက်ခဲ့တာပေါ့အခုလိုစိတ်ဝင်စားစရာဇာတ်လမ်းလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe နှိပ်ဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်